ဒီဇလန်လေးရဲ့အဓိကဇက်ဆောင်ကတော့ဂျက်စီလို့ခေါ်တဲ့ကောင်လေးတစ်ယောက်ပါဂျက်စီကမိသားစုထဲမှာတစ်ယောက်သေးသောတားယောင်ကြားလေးဖြစ်ပြီးအိမ်မှာလည်းအဖေနဲ့အမေရဲ့ဂရုစိုက်မှုကိုသိမရရှာဘူးကျောင်းမှာဆိုရင်လည်းတငယ်ချင်းတွေရဲ့အနိုင်ကျင့်တာကိုခံရတတ်တဲ့အေးအေးဆေးဆေးနေတတ်တဲ့ကောင်လေးတစ်ယောက်ပေါ့သူ့မှာရှိတဲ့ထူးခြားတဲ့ဝါသနာတစ်ခုကတော့ပကြီးဆွဲတာပါပဲစိတ်ညစ်စရာရှိရင်ပကြီးဆွဲရင်းနဲ့ပဲဖြေဖြောက်တတ်သူလေးပါတနေ့မှာတော့သူ့ဘဝထဲကိုလက်စလီဆိုတဲ့ကောင်မလေးတစ်ယောက်ရောက်လာပါတယ်လက်စလီကဂျက်စီတို့အိမ်ဘေးကိုအစ်စ်ပြောင်းလာတဲ့အိမ်ကြီးချင်းပေါ့သူတို့နှစ်ယောက်ကကျောင်းကအပြေးပြိုင်ပွဲမှာစတင်ရင်းနှီးခဲ့ကြတာပါပထမတော့ဂျက်စီကသူနိုင်ရမယ့်ပွဲမှာလက်စလီကကြားဖြတ်နိုင်သွားလို့နည်းနည်းတော့မကြည်မနက်ဖြစ်ခဲ့သေးတာပေါ့ဒါပေမဲ့လက်စလီရဲ့ပွင့်လင်းပြီးတက်ကြွတဲ့ပုံစံလေးကြောင့်သူတို့နှစ်ယောက်ဟာမကြခင်မှာပဲခွဲမရတဲ့တငယ်ချင်းတွေဖြစ်သွားကြပါတယ်လက်စလီကတကယ်ကိုစိတ်ကူးရင်ဆန်ပြီးထူးခြားတဲ့ကောင်မလေးပါတနေ့မှာသူတို့နှစ်ယောက်တောအုပ်ထဲကိုရှောက်သွားရင်းနဲ့ချောင်းတစ်ခုကိုဖြတ်ကျော်ဖို့အတွက်တစ်ပင်မှာခြိထားတဲ့ကြိုးတန်းကြီးတစ်ခုကိုတွေးလိုက်ကြတယ်အဲ့ဒီကြိုးကိုစီးပြီးချောင်းတစ်ဖက်ကန်းကိုရောက်သွားတဲ့အခါမှာတော့သူတို့နှစ်ယောက်အတွက်တီးတန့်ကဘာလေးတစ်ခုကိုတိဆောက်ခဲ့ကြပါတယ်အဲ့ဒါကတော့တီရာဘီတီယာလို့ခေါ်တဲ့စိတ်ကူးရင်နိုင်ငံတော်လေးပေါ့အဲ့ဒီနေရာလေးမှာသူတို့ဟာဘယင်နဲ့မိဖုရားတွေအဖြစ်ဟန်ဆောင်ကစားကြတယ်ကျောင်းကအနိုင်ကျင့်တတ်တဲ့သူတွေကိုဘလူးတရေတွေအဖြစ်သတ်မှတ်ပြီးတိုက်ထုတ်ကြတယ်တကယ်တော့တီရာဘီတီယာဟာသူတို့နှစ်ယောက်အတွက်လက်တွေ့ဘဝရဲ့ပင်ပန်းမှုတွေကနေခဏတာနားခိုရကျွန်းလေးတစ်ခုလိုပါပဲဂျက်စီဟာလက်စလီစီကနေမျက်လုံးကိုအမြဲဖွင့်ထားပြီးစိတ်ကူးရင်တက်ဖို့တင်ယူခဲ့ရတယ်လို့လက်စလီကလည်းဂျက်စီရဲ့ပကြီးလက်ရာတွေကိုအမြဲအားပေးခဲ့ပါတယ်သူတို့ရဲ့တန်ရောစင်ကတဖြည်းဖြည်းနဲ့အယမ်းကိုနှက်ဆိုင်လာခဲ့တာပေါ့ဒါပေမဲ့တနေ့မှာတော့မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုကသူတို့ရဲ့ကဘာလေးကိုရိုက်ခတ်သွားပါတယ်မိုးရီအယမ်းရွာနေတဲ့နေ့တစ်နေ့မှာဂျက်စီကသူ့ရဲ့အမှုပညာဆရာမနဲ့အတူပြတိုက်ကိုလိုက်သွားခဲ့တယ်လက်စလီကိုမခေါ်မိခဲ့ဘူးပေါ့သူပြန်ရောက်လာတဲ့အခါမှာတော့တုံလုံးထီလေးစထန်းကြီးကိုကြားလိုက်ရပါတယ်အဲ့ဒါကတော့လက်စလီတယောက်တည်းတီရာဘီတီယာကိုတွားဖို့ကြိုးတန်းစီးပြီးချောင်းကိုဖြတ်အကူမှာကျိုးပြက်ပြီးရေထဲကျကဆုံးပါသွားခဲ့တာပါပဲဂျက်စီအတွက်တော့ဒါကဘာပြက်တယ်လို့ခံစားလိုက်ရပါတယ်သူသာလက်စလီကိုခေါ်သွားခဲ့ရင်ဒါမှမဟုတ်သူသာတားခဲ့ရင်ဆိုတဲ့နောင်တတွေနဲ့ယူကြုံမရဖြစ်နေခဲ့တာပေါ့သူ့ဘဝရဲ့တူဒီတော့အဖော်သူ့ကိုအကောင်းဆုံးနားလည်ပြီးနိုင်တဲ့သူကိုဆုံးရှုံးလိုက်ရတာဟာဘာနဲ့မှအစားထိုးလို့မရနိုင်တဲ့နာကျင်မှုပါပဲဒီဇလန်ရဲ့အမြင့်ဆုံးစိတ်လှုပ်ရှားစရာအပိုင်းကတော့ဂျက်စီတယောက်လက်စလီမရှိတော့တဲ့နောက်မှာ တရဘီတီယာကိုတယောက်တည်းပြန်သွားတဲ့အချိန်ပါပဲသူအယမ်းကိုဝမ်းနေခဲ့ပေမဲ့အဖေဖြစ်သူရဲ့နှစ်သိမ့်စကားတွေကြောင့်သူဟာလက်စလီပေးခဲ့တဲ့ခွန်အားတွေကိုပြန်ပြီးတတိယလာပါတယ်လက်စလီကသူနဲ့အတူမရှိတော့ပေမဲ့သူမပေးခဲ့တဲ့စိတ်ကူးရင်နိုင်စွမ်းတွေကဂျက်စီရဲ့ရင်ထဲမှာအမြဲရှိနေမှာပါဆက်သိမ်းပိုင်းမှာတော့ဂျက်စီဟာပျက်စီးသွားတဲ့ဂျိုးတန်းနေရာမှာခိုင်ခန့်တဲ့တစ်သားတထားလေးတစ်ခုကိုကိုယ်တိုင်တိဆောက်ခဲ့ပါတယ်အဲ့ဒီတထားလေးဟာလက်စလီရဲ့အမှတ်တရလေးဖြစ်တယ်လို့စိတ်ကူးရင်ကဘာနဲ့လက်တွေ့ကဘာကိုဆက်သွယ်ပြီးတဲ့တထားလေးပေါ့နောက်ဆုံးမှာတော့ဂျက်စီဟာသူ့ရဲ့ညီမလေးကိုအဲ့ဒီတထားပေါ်ကနေလက်တွဲခေါ်သွားပြီးတရဘီတီယာရဲ့ဘရင်မတဲ့အဖြစ်မိတ်ဆက်ပေးလိုက်ပါတော့တယ်လက်စလီစီကရတဲ့ချစ်ချင်းတရားတွေကိုဂျက်စီကတဆင့်ပြန်ပြီးဝေမျှပေးလိုက်တဲ့ပြကွက်လေးကတော့တကယ်ကိုရင်ထဲမှာနှွေးထွေးပြီးကြံရစ်စီမှာအတိချပါပဲ